ကျမတို့ကဗုဒ္ဓဘာသာဝင်နေဖြစ်တယ်ဖျားဟောအတိုင်းလိုက်နာရင်တခြားလူမျိုးတွေအတွက်အထက်အများကြီးတပန်းတာတာပေါ့အဲ့ဒါကိုရအောင်ယူကြစေချင်ပါတယ်နော်အဲ့ဒါကိုလေ့လာကြဖျားဟောတွေကိုလေ့လာရင်အကုန်လုံးသူ့ဖတ်သူအဝင်ဝင်ကြိုက်ဖြစ်သွားမယ်ဒါကြောင့်မလို့လေလူတွေသေတဲ့အခါမှာဘာတွေချုပ်တယ်လဲဖျားဟောအတိုင်းအဘိဓမ္မာအရာပြောရရင်စိတ်အားဖြင့်ပဋိတန်တွေစိတ်ချုပ်သွားတယ်စေတသိက်အားဖြင့်ဇီဝိတိန်တွေချုပ်သွားတယ်ရုပ်အားဖြင့်ဘာချုပ်တယ်လဲဥတ္တမတေဇောဓာတ်ဘလောက်အရေးကြီးလဲဟုတ်တယ်မလား तू အသက်မရှူလို့သေတယ်လို့မပြောဘူးနော်ဖခင်ကအသက်ရှူတာမပါဘူးဘာကြောင့်လဲဆိုရင်အထူးသဖြင့်သဒုဋ္ဌဇံတို့និရောဓသမာဘတ်တို့ဝင်စားနေရင်အသက်မရှူဘူးသို့တော့သူတို့တွေမသေဘူးနော်ဘယ်အချိန်မှသေတယ်လဲဥတ္တမတေဇောဓာတ်ချုပ်သွားရင်သေတယ်အတိတ်ဘယ်ကဖခင်ဆိုလိုချင်တာကကလစီစွမ်းအင်မထုတ်နိုင်တဲ့နေ့မှာနေ့ဟာတည်တဲ့နေ့ပဲကဲဒီနေ့တော့ကျွန်မဒီလောက်နဲ့ပဲညီကုန်းချုပ်မယ်မိကုန်းနည်းနည်းပါးပါးကိုနော်မေးလို့ရအောင်အချိန်နည်းနည်းပေးလိုက်ပါမယ်ဟိုဟာရှိနိုမိုတိုတော့ဖြစ်တာပေါ့နော်ဒါပေမဲ့ तू ဒီခန္ဓာကိုယ်ရောင်ကိုင်းတဲ့ HCl တို့ anis ကိုနေပေါ့မက်ဂနီဆီယမ် G-Rine Post အဲ့ဒါတွေတောင်းနေတယ်ဆရာမကြီးဒါပေမဲ့လေတောက်ကလေခုနကတင်းတအားတက်နေတယ်အဲ့ဒါဘာများဖြစ်ဆက်ပြီးတောင်းမလဲရှင်အဲ့ဒါ auto immune ကို control မရသေးလို့ auto immune က control က80%ကအစားအသောက်ဟုတ်ကဲ့ကျန်တဲ့20%လောက်ကပဲဖြည့်ဆွက်စားအဲ့ဒါအစာမရှောင်သေးလို့နော်ဟိုဂလူတင်နေအလုံးရှောင်ဂလူတင်နောက်ဆုံးတော့ထမင်းမှာပါတယ်နော်အဲ့လောက်ယောဂဖြစ်နေရင်ထမင်းမှာဖြတ်ရမယ်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟာကြီးခင်ဗျာယခုမော်လမြိုင်နီးပညာတက္ကသိုလ်မှတာဝန်ထမ်းဆောင်နေသူဆရာတဦးပါအသက်3နှစ်ခန့်ကခွေးယူကာကွယ်ဈေးကိုထိုးပေးတဲ့သူကချက်မှမထိုးပဲပေါင်မှမှားထိုးခြင်းခံခဲ့ရပါတယ်ငယ်ရွယ်စဉ်ကစပြီးယခုအသက်40ကျော်အထိအာယုံကြောထိခိုက်ပြီးနားလေးသွားပါခဲ့ပါတယ်အာယုံကြောဆေးတွေတောက်ပြီးမှနားကအကြားအာယုံကောင်းပါတယ်ကလေးတွေကိုစားတင်ပြတဲ့အခါဆေးမတောက်ရင်အကျောအာယုံမကောင်းပါနားကိုစစ်ဆေးတဲ့အခါနားစီမပေါက်ကြောင်ပြောပါတယ်ကျွန်တော်ရဲ့နားအကြားအာယုံအတွက်ဖြည့်ဆွက်စာတတ်အဲ့ဒါကိုကျမဒီအမျိုးသားကဟိုပါပေါ့နော်နားပြဿနာပေါ့ဟိုသောတာဝိညာဉ်စိတ်ပြဿနာပေါ်တယ်အဲ့ဒါကျမအဘိဓမ္မာနဲ့ဖြေပါမယ်စူးစမ်းပြီးဖြေကြည့်မယ်ပေါ့နော်သူတို့ကြည့်ပြီးပြီဆရာဝန်ကဘာမှမဖြစ်ဘူးတဲ့နော် anatomically ဘာမှမဖြစ်ဘူးအဲ့ဒီတော့ကြည့်ရအောင်ကြားတဲ့အာယုံစိတ်ဆိုတာဘာကြောင့်လဲနော်စိတ်ဆိုတာဘယ်မှာရှိလဲအယုံဆုံးအဲ့ဒါမေးလိုက်မယ်စိတ်ကဘယ်မှာရှိလဲဗိုက်ထဲမှာရှိတာလားရင်ထဲမှာရှိတာလားခေါင်းထဲမှာရှိတာလားကဲကလေးတွေဖြေစိတ်ကဘယ်မှာရှိလဲဘယ်ထဲမှာဟုတ်လို့လားနားထောင်နော်ဒါအဘိဓမ္မာပါတခါတည်းသင်ပေးလိုက်မယ်စိတ်နော်စိတ်ဆိုတာနော်အာယုံနဲ့ဓွာရတိုက်တဲ့အခါမှာဖြစ်တယ်ဥပမာရူပါယုံမှာတစ်ပင်နော်တစ်ပင်ကရူပါယုံဟုတ်ပြီနော်ကျမမျက်စိကစက္ခုပတာဒယုတ်နှစ်ခုစလုံးယုတ်ပဲနော်တစ်ပင်ကလည်းယုတ်တရားအာယုံယုတ်ကျမကပတာဒယုတ်နှစ်ခုစလုံးယုတ်ယုတ်နဲ့ယုတ်တိုက်တဲ့အခါမှာအလင်းရောင်လည်းရှိတယ်ကျမရဲ့နှလုံးသွင်းမှုလည်းရှိတဲ့အခါမှာတစ်ပင်ဆိုတာကိုမြင်ရတယ်ဟုတ်ပြီနော်နောက်ဆိုလိုချင်တာကစိတ်ကဘယ်မှာမှမရှိဘူးနော်စိတ်ဆိုတာအာယုံနဲ့ဓွာရတိုက်မှနော်အလင်းရောင်လည်းရှိမယ်နှလုံးသွင်းမှုလည်းရှိမယ်ဆိုရင်စက္ခုဝိညာဉ်စိတ်ဖြစ်ပါတယ်